မင်္ဂလာပါရှင်အခုလာမယ့်တပတ်တာအတွက်ကို LS က analysis လေးလုပ်ပေးသွားပါမယ်weekly analysis တွေ LS မလုပ်တာကြာပြီပေါ့နော်ဒီတစ်ခေါက်လုပ်ပေးရတဲ့အကြောင်းအရင်းကတော့ဈေးကွက်ကအရန်ကိုအလှုပ်ခတ်ကောင်းနေတယ်ဒါအပြင်ကိုကဘာမှာပေါ့နော်အယောင်းဝယ်လုပ်တဲ့အများဆုံးထိပ်တန်းစရင် top 1မှာ War Gold ဖြစ်တဲ့ XAU USD ကထိပ်တန်းမှာပါဝင်လာပြီဖြစ်တယ်ကဘာမှာရှိတဲ့လူဦးရေပေါင်းများစွာစီးပွားရေးလုပ်ငန်းရှင်ပေါင်းများစွာကနေပြီးတော့ဒီငွေကြေးအတွဲတဲ့ကိုအခုမှစပြီးတော့စလှုပ်တာလည်းဖြစ်နိုင်တယ်လို့ပို့ပြီးတော့လာပြီးတော့လူအစ်စ်တွေပါလာတာလည်းဖြစ်နိုင်တယ်ဒါကြောင့်မို့လို့ထိတ်တန်းဝင်လာတာဆိုတော့ကိုကအရင်တည်းက trade နေတဲ့သူဆိုရင်ပို့ပြီးတော့အဆင်ပြေအောင်လို့ LS က analysis ကိုအခုလိုမျိုးဗီဒီယိုနဲ့လုပ်ပေးခြင်းဖြစ်ပါတယ်ဆိုတော့တပတ်တာလုံးအတွက်ပေါင်းပြီးလုပ်ပေးမှာလာမယ့်တပတ်တာလုံးအတွက်ပေါ့နော်လာမယ့်တပတ်တာမှာက non fan ထွက်ဖို့ရှိပါတယ်ရှင်non fan ဆိုတာကအရေးကြီးဆုံး data ဖြစ်တယ်ဆိုတော့ non fan data မထွက်ခင်ပေါ့နော်ကြာတာပတေးနေ့အထိပေါ့ non fan ကတောက်ကြနေထွက်မှာလေအဲ့တော့ကြာတာပတေးနေ့အထိကို analysis အရင်ဆုံးလုပ်ပေးမယ်ဆိုတော့ပုံမှန်အရဆိုရင်ဈေးကွက်သည်3496ပြောမယ်ဆိုတော့3500ပေါ့နော်3500ဈေးတန်းနဲ့3200ဈေးတန်းကြားထဲမှာအပေါ်အောက်ရိုက်နေနိုင်ပါတယ်အကယ်၍ non fan data ဒါမှမဟုတ်ရင်ဒီကြားထဲကတနင်္လာကနေပြီးတော့ကြာတာပတေးတောက်ကြအတွင်းမှာဖြစ်ပွားခဲ့တဲ့ data တစ်ခုခု breaking news တစ်ခုခုကသာ3500အထက်ကိုအားပါဖောက်ရင်တော့အပေါ်မှာ3655ဝန်းကျင်ထိတက်လာနိုင်တယ်ပြီးရင်တော့3655နဲ့3630ဝန်းကျင်ကြားပေါ့နော်ဒီဝန်းကျင်ကြားလေးကအယောင်းတင်တော်တဲ့ဇုံဖြစ်ပါတယ်အကယ်၍အဲ့လိုမဟုတ်ဘဲနဲ့ဈေးတန်း breaking news တစ်ခုခုဈေးတန်းတစ်ခုခုကသာအကျအားပါပြီး3200အောက်ဆင်းရင်တော့အကျမှာအောက်မှာ2980ဆိုတဲ့ဇုံကစောင့်နေပါတယ်ရှင်ပြီးရင်တော့2980နဲ့2950ဝန်းကျင်ပေါ့နော်ဈေးတန်းအရင်သေးမှာဆိုလို့ LS ကဒီလိုလေးမြင်အောင်ပြပေးထားတာပါဈေးတန်းအရဆိုရင်တော့2980နဲ့2950ကြားကနေပြီးတော့အဝယ်ပြန်လိုက်လို့တင်တော်ပါတယ်ရှင်ဒါသည်တပတ်တာလုံးအတွက်ကို LS ကခြုံငုံပြီးပြပေးသွားတာဖြစ်ပါတယ်ဆိုတော့ trader တို့အနေနဲ့ဒီတပတ်တာမှာ candle confirm ယူပြီးဘယ်လိုရောင်းဝယ်လုပ်ရမလဲအကယ်၍တရက်တာမှာဈေးကတက်နိုင်လားကျနိုင်လားဆိုတာတွေ LS က daily analysis အနေနဲ့နေ့တိုင်းတင်ပေးသွားမှာဖြစ်တယ်မနက်8နာရီမဟုတ်ရင်9နာရီမှာ LS က daily analysis တင်ပါတယ်ဒါကိုစောင့်ကြည့်ပေးပါအကယ်၍ trade တဲ့အခါမှာ scalping နည်းနဲ့ trade မလား day trade မလား long term trade မလားဒါဒီကိုယ့်ရဲ့ရွေးချယ်မှုဖြစ်တယ်လို့ကိုသုံးတဲ့ analysis နဲ့ကိုသုံးတဲ့ technical ပေါ်မူတည်ပါတယ်အကယ်၍ LS ပြောသွားတဲ့ technical analysis scalping တွေမရဘူးဆိုရင်တော့ LS တို့ရဲ့ trade account ဖွင့်တာနဲ့ classback သင်တန်း free ပြန်ပေးနေတဲ့ promotion ကြီးကိုကြာတာပတေးနေ့ထိ ဗုဒ္ဓဟူးနေ့ထိပေးနေသေးတာဖြစ်တဲ့အတွက်အမြန်ဆုံးရယူဖို့အတွက် LS ကတော့ဖိတ်ခေါ်လိုက်ပါတယ်ရှင်ဆိုတော့ trader လူကြီးမများအနေနဲ့လာမယ့်တစ်ပတ်တာမှာလည်းကျိုးမြတ်များစွာသိမ့်ပိုက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်